အားလုံးနိုင်တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဗီဒီယိုတွေမတင်တာကြာသွားပြီပေါ့နော်ဒီနေ့ကျွန်တော်ဒီသင်တန်းကပေါ့နော်သင်တန်းမှာသင်ပြီးတဲ့ရှန်ကိုမီပညာရက်တွေထဲကနေပြီးတော့ဒီပေါင်းဆက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီဖဲစီနီစင်နီတွေကိုပေါင်းဆက်ပြီးတော့ကျွန်တော်တို့ဘူကြီးတို့21လို့ပါတယ်အကုန်လုံးကိုရိုက်လို့ရတဲ့ပုံစံကိုကျွန်တော်အခုပြပေးမယ်ပေါ့နော်အခုကျွန်တော်ဒီမှာဒီဖဲတွေနဲ့ဘူကြီးရိုက်ပြမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ချိုးမယ်ခေါက်မယ်ပေါ့နော်ဖဲစင်မယ်စီမယ်ပေါ့နော်ဒါပါကျွန်တော်တို့ဒီမှာပါပေါ့ဒိုင်အနေနဲ့ကျွန်တော်တို့ကဘူကြီးစဆော့မယ်ပေါ့နော်အဲ့ကြရင်တခြားကျွန်တော်ထိုးသားတွေအနေနဲ့ချိုးကြမယ်ပေါ့နော်ပြီးကျွန်တော်တို့ကဒီဘူကြီးတွေကျွန်တော်တို့5ချက်ဝေမယ်ပေါ့နော်5ချက်ပေါ့နော်ဒါဘူကြီးကစားနည်းဖြစ်တဲ့ကျွန်တော်တို့ရှန်ကူမီတွေကနေပြီးတော့ခွဲထုတ်ပါတာပေါ့နော်ဒီမှာ4ချက်5ချက်အဲဒီဆို5ချက်ပြည့်ပေါ့နော်ဒီအိမ်ကိုကျွန်တော်စပြီးတော့ကြည့်လိုက်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဘာရှိမလဲဆိုရင်ဒီဟိုပါပေါ့တော့ထုတ်ရမှာ30ပေါ့နော်ဒီမှာဆိုရင်ဒါ30ဖြစ်တယ်ပေါ့နော်30ဖြစ်တယ်ထားပါကျွန်တော်တို့ဒါ4ပေါက်ရှိတယ်ပေါ့ကောင်းကြည့်ပေါ့နော်ကျွန်တော်တို့ဒီအောင်ကျွန်တော်တွက်မယ်ဆိုတော့ဟို30မသိရလူတော့ပေါ့နော်30ကိုကျွန်တော်တို့အရင်တွက်ရပါနော်30အားလုံး3ချက်ပေါင်း30ဖြစ်မှာကျန်တဲ့2ချက်ကိုကျွန်တော်တို့ကတွက်ရတာပေါ့နော်ကျန်တဲ့2ချက်ကတွေ့ result ကကျတော့ဒီမှာဆိုရင်ကျွန်တော်8နဲ့ခွန်တယ်8နဲ့ခွန်တယ်ဆိုရင်15ပေါ့နော်15ဆိုရင်ကျွန်တော်5ပေါက်ဖြစ်တယ်ဒါဆို30ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့လိုက်ကြည့်ရမယ်နော်โอเคဒီမှာကျရင်ကျွန်တော်တို့ဖြစ်ဖဲကိုကြည့်ရှာကြည့်ရအောင်ပေါ့နော်ဖြစ်ဖဲကိုရှာကြည့်မယ်ကျွန်တော်ဖြစ်ဖဲကဒီမှာဆိုရင်မရှိဘူးပေါ့နော်ဖြစ်ဖဲကမရှိဘူးဖြစ်နော်ဘလို့မရှိတာဆိုကျွန်တော်တို့3ချက်ပေါင်း30ဖြစ်ရမှာပေါ့ဗျာနော်3ချက်ပေါင်း30ဖြစ်ရမှာဖြစ်တယ်ဒီမှာ3ချက်ကို30မရှိဘူးဖြစ်တယ်ပေါ့နော်ဒါဆိုရင်မဖြစ်ဘူးလို့ပြောလို့ရတယ်နော်ကဲဒါနောက်တစ်အိမ်ပေါ့နော်နောက်တစ်အိမ်ကျွန်တော်တို့ရှိုးကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဖြစ်တယ်ပေါ့နော်30ဖြစ်တယ်398 30ပေါ့နော်ဒါဆိုရင်သူက5ရှိတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီဒိုင်ဖဲပေါ့နော်ဒိုင်ဖဲကိုတစ်ချက်ကြည့်လိုက်ပါနော်ဒီမှာကျွန်တော်တို့ကဖြစ်ဖဲကိုကြည့်နေပေါ့နော်ဖြစ်ဖဲပေါ့ဒီမှာဖြစ်ဖဲကဘာရှိမလဲတစ်ချက်ကြည့်လိုက်ပေါ့နော်โอเคနော်ဒီမှာကြည့်ပါဒီလိုမျိုးကျွန်တော်တို့ထုတ်လို့ရတယ်ပေါ့နော်ဒီမှာခွန်6နော်ခွန်6ဆိုကျွန်တော်တို့က30လို့သတ်မှတ်လို့ရပါနော်30ပေါ့3ချက်ပေါင်း30ဥမှကျွန်တော်တို့ကဒါနှစ်ချက် result ကကြတော့ဒါပြောမယ်ဆိုရင်ခွန်ရှိတယ်ပေါ့နော်ခွန်ရှိတဲ့ဖြစ်တဲ့အတွက်ကျွန်တော်အားလုံးနိုင်တယ်ပေါ့နော်ဒီမှာအားလုံးရှိတဲ့နေရာမှာကျွန်တော်အားလုံးနိုင်တယ်ပေါ့နော်ဒီမှာဆိုရင်4ရှိမယ်ဒီမှာ5ရှိမယ်ဒါလည်း5ပေါ့ဒါမှမဖြစ်ဘူးဒါပေမဲ့ကျွန်တော်တို့ကခွန်ရှိတယ်ခွန်နဲ့နိုင်ယူလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးပါနော်